ရှင်ဒီနေ့ကတော့ဒီမှာဘာမြောက်လဲသိလားပြောပြမလေးရှားနော်မလေးရှားဟုတ်တယ်မလေးရှားသွားမလေးရှားနေပြီးဝယ်လာတာဗလိုင်းပေါက်ဟုတ်တယ်မလေးရှားနေဝယ်လာတဲ့ဗလိုင်းပေါက်ဟုတ်လှရဲ့နော်မရေဘူးကဝယ်လာတယ်ဟုတ်တယ်မသမီးရောက်ပြမယ်နော်မမရောက်မြင်မြင်သူကဖောက်ပြီးသားဒီမှာကြည့်လိုက်ရောချစ်စရာလေးမဘူးပဲအောင်ဒီရလေးရဒါလေးရပါကြတော့ဒီအောင်လေးပေါက်သွားဒီအောင်လေးပေါက်သွားတယ်အောင်လေးပေါက်သွားပါပန်းအောင်ဘေးကပေါက်ဖိုင်အောင်ပေါက်မလဲဆိုတော့ကြည့်ကြည့်ဒူရတိပါမှာမရှိဒီအောင်လေးတော့မသိအဲ့အောင်လေးကြိုက်ဟုတ်တယ်ဒူရအိုးဝါးချစ်စရာလေးထင်တယ်ဒူရတိအောင်လေးပေါက်သွားပါတယ်ဒီအောင်ဒီဘိုင်လဲအောက်စာနော်ကြိုက်တယ်အားလုံးပဲနိုင်ဖူးပြလိုက်မမြင်တော့ထိုင်းသွားနေရနော်ထိုင်းကနေဝယ်လာဟုတ်ပါမလေးရှားကနေဝယ်တာနော်ငါတို့မြန်မာနိုင်ငံကနေဝယ်ရထင်နေလားမလေးရှားနေပြီးတော့မရမကောက်သွားပြီးဝယ်တာအေးဒီမှာမလေးရှားနေမရမကရှာပြီးဝယ်တာကောမက်တွေလည်းပဲမလေးမရှာကိုမြန်မာနိုင်ငံကနေပြီးမရမကောက်သွားတာကြောင့်မို့အတဲလေးပေးကောမက်လေးပါချစ်တယ်လို့ယူလို့မိုက်ခက်ပေးပါကော်ဖီလေး3ကကြီးကဲနော်မလေးရှားမှာတော့မှာပါအဲ့ဒါပေးမှဆိုတော့ကလူတွေအများကြီးဝယ်ဟုတ်တယ်မလေးရှားမှာတော့ဝယ်တာကောမက်ပေးမှဆိုရှင်ဘွိုင်းပေါက်ဝယ်ပေးမှနော်ကောမက်မှာယူလို့မိုက်ခက်တဲ့သူတွေအကုန်လုံးကိုဒီဖလိုင်းပေါက်လေးကိုပေးမယ်အေးကဲအဲ့နမလေးလိပ်စာပေးလိုက်မယ်တာကေတာမျိုးနဲ့ရန်ကုန်တဆန်မြောက်ရက်ကွယ်ရတနာပုံနှစ်လအနောက်အဝိုင်းနော်အဝိုင်းနော်တဆန်စင်းနောက်လဲနော်အေးငါတို့ပြင်ဘက်ကနေဝင်လုံးလဲရတယ်အေးငါတို့ပြင်ဘက်ကနေပြီးတော့လာလို့လဲရပါတယ်ငါတို့ပြင်သွားတော့မယ်ပြင်သွားကြမယ်ကဲဘဘကြီးနီးပြလို့လေးရတယ်ဒီလောက်ပါပဲရှင်